အဝေးလည်းမသွားချင်ဘူးမန်းလေးမြို့ထဲမှာတင်မဲ့အလုံးလုံးချင်ပါတယ်ဆိုတဲ့အမျိုးလုံးရေရှင်တို့အတွက်ကိုယ့်နယ်မြေနဲ့အနည်းဆုံးမှာဖြစ်တဲ့မန္တလေးမှာတင်မဲ့အလောက်ခိုင်ခွန်လန်းကောင်းတွေအများကြီးရှိနေပြီဆိုတာကိုသိပြီးကြပြီလားမန်းလေးမြို့ထဲမှာပဲရှိတဲ့ပရီဘောကားနဲ့တေချောတဲ့ထုတ်လုပ်တဲ့စက်ရုံကြီးမှာလောက်ကိုင်မှုရအတွက်ကိုမှအိမ်အောင်တဲ့ဇုံတွဲလေးနဲ့လူပြိုအပြိုလေးတွေခေါ်ထားတာပါလာစားဆိုရင်လည်းဇုံတွဲတစ်တွဲကို10 သိန်းကနေ10 သိန်းလောက်ထိတောင်ရမှာရဲ့နော်ပြီးတော့နေစရာအခက်သီးသန့်နဲ့စားစရာအတွက်လည်းထမင်းနှစ်နက်တောင်ကျွေးထားအောင်ပါရဲ့နော်မပုံနေမှုရင်းနဲ့အိမ်အောင်စရာမိတ်သူလေးသာပါယူခဲ့လိုက်အလောက်ကလည်းတခါလေတန်းခံပေးမှာဆိုတော့အဝတ်အစားထုတ်ပိုးတာယူပြီးတော့အမြန်ဆုံးပြေးလာခဲ့လိုက်တော့နော်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့အသေးစိတ်ကိုဆက်သွယ်ပြီးတော့မင်းများကြတယ်ဆိုရင်တော့ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်က3996လုံး994 130ကိုလည်းဆက်သွယ်ပြီးတော့မေးလို့ရတယ်3994 53လုံး30 939ပိုက်ပါကိုလည်းဆက်သွယ်ပြီးတော့မင်းများလို့ရတယ်ဒီလိုမှမဟုတ်ပဲရုံးကိုလူကိုယ်တိုင်လေးလောက်စုံစမ်းကြည့်ရင်တော့ရုံးလိပ်စာလေးက85လမ်း31 32မှာရုံးလေးရှိပါတယ်ရုံးကိုလည်းလူကိုယ်တိုင်လေးလောက်စုံစမ်းမင်းများလို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်